Messi o si va dalla kanya. Messi o si va dalla kanya. Messi o si va dalla kanya. Okay, si dito mara chalo tingin abi ba kanya. Thank you so much. Kanya ji lo ya. Okay, di kau ka jaro Zidawa Salaya Soro sign up ဖြစ်ပါတယ်ခင်ဗျာသူကတော့ဦးဇော်ဝင်းလို့ခေါ်ပါတယ်ခင်ဗျာဦးဇော်ဝင်းရှိပါသလားခင်ဗျာဦးဇော်ဝင်းရှိပါသလားခင်ဗျာဦးဇော်ဝင်းရှိပါသလားခင်ဗျာကျွန်တော် keep လုပ်ပြီးမှပြန်လဲဆက်သွယ်ပြပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဖိတ်ခေါ်ပါတယ်ခင်ဗျာကော်မီလက်ကုပ်တည်းကြားပြနေလားခင်ဗျာโอเคပါကိုမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒါဒီဒုတာဝန်နေနဲ့အခုလိုမျိုးကျွန်တော်တို့နံပါတ်1နေရာအနေနဲ့ရက်တည်ပြီးတော့မှကျွန်တော်တို့ရေပန်းစရတာဘာကြောင့်လို့ထင်နေစရဆိုရဲအကိုရဲ့ထင်မြင်စချက်လေးနဲ့ကျွန်တော်တို့ဆက်ပြီးတော့မမြင်ဘူးရောရောတော့နေရာတိုင်းတိုင်းဘယ်လိုလဲအခုရဲ့ထင်မြင်စချက်စီဆိုတော့စိတ်တိုင်းဒါရှိကျေးဇူးများတင်ပါတယ်ဂုဏ်ပြုလက်ကုပ်တင်ပြချပြစီခင်ဗျာ thank you so much ကိုကောင်းကောင်းလေးဒီချက်ပါစီခင်ဗျာ okay โอเคအခုကတော့ကျွန်တော်တို့ခုနကတော့ပေါက်တဲ့သူတွေထဲမှာဆိုရင်တော့ကျွန်တော်တို့နဲ့ဒါတကယ်ကိုပဲလက်တွဲနေတဲ့ dealer တွေဆိုင်တွေပိုင်ရှင်တွေဖြစ်နေပါတယ်အခုကတော့ကျွန်တော်တို့ရဲ့သူတို့ကနောက်ထပ်တူပါသူကတော့ customer ရဲ့ပတ်သွားတယ်ဆိုပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ customer ကတော့ကိုပိုင်စိုးထိုက်ဖြစ်ပါတယ်ခင်ဗျာကိုယူပါရခင်ဗျာကိုပိုင်စိုးထိုက်ရှိရသလားခင်ဗျာကိုပိုင်စိုးထိုက်ရှိရသလားခင်ဗျာကိုပိုင်စိုးထိုက်ရှိရသလားခင်ဗျာ Okay ကျွန်တော်တို့သိဆက်ပြီးတော့မှပြန်လဲဆက်သွယ်ပြီးမှဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် Thank you so much Mr. Kim for your participate Thank you see you Okay ဆက်လက်ပြီးတော့မှကျွန်တော်တို့နောက်ထပ်ပြီးတော့ကန်ဒူးရှင်တွေရွေးချယ်ပေးမှာဖြစ်ပါတယ်ကန်ဒူးရှင်တွေညရွေးမယ်ပြီးသွားရင်ဖြော်ရုံးစီညစားမယ်အားလုံးဖြော်ပြီးတော့ကျွန်တော်အစစ်အစစ်ပဲပြည့်မယ်လို့ထင်ပါတယ်ခင်ဗျာ Okay ခုဆက်လက်ပြီးတော့မှကျွန်တော်တို့နောက်ထပ်ဆုလက်ဆောင်တွေပေးရစီမှာဖြစ်ပါတယ်ဒါကြောင့်မလို့ TOA Coding မြန်မာရဲ့ Country Manager ရတယ်တားဆိုပြီး Mrs. Chamni ရှင်ကိုစေမော်သူတောက်ပြီးပါရင်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာโอเคပါအခုကတော့ကျွန်တော်တို့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်ခင်ဗျာဒါကတော့ပိုင်စိုးဆန်ကုမ္ပဏီ limited ကဖြစ်ပါတယ်ပေါက်သွားတာကတော့မက်မြက်နိုးပိုင်ဖြစ်ပါတယ်ခင်ဗျာโอเคရှိတယ်ဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်တို့ကန်ဒူးရှင်တွေရေးချယ်ခဲ့တယ်အခုကတော့ကျွန်တော်တို့ TO ရနေထပ်တဲ့ကန်ဒူးရှင်တွေကိုရေးချယ်ပေးနေတာဖြစ်ပါတယ်ခင်ဗျာဘုန်းတော်ကလည်းလုံးပါတယ်လက်ကုပ်သမ ्या ချားပြစီလားခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒုတောင်းဝင်ပြောလဲဆွေးတောင်းကားလေးနဲ့ပြောပြခဲ့ပါဦးလက်ပေါက်ပြည့်ရဲ့ TU တက်လဲစကားလေးကြားကြပါရခင်ဗျာဒုတာ
အောင်မြင်ပါစေဒီဝေးလည်းတူတူပဲပေါ့နော်ဒီဝေးရတယ်ဒါတပည့်လေးကျော်ဟင်းဆိုတာလူကဟိုပါပေါ့နော်ပုံစံကြလေးရဲ့လို့မြင်ဒီပေါ်ပဲလေအောင်မြင်ဖို့စတောင်းပေးပါရှင်ဒီကနေဟိုကနေရိုက်တာလေ So much ပါဗျာ thank you ပါဗျာအခုမနာရတူနေပြီပါဗျာဒီတစ်ခေါက်ကတော့အိမ်ဆောက်ပစ္စည်းအယောင်ဆိုင်ရာဖြစ်ပါတယ်။ပေါက်သွားတဲ့မိသားစုလေးကဆိုရင်တော့စမ်းမိသားစုကဖြစ်ပါတယ်ခင်ဗျာ။ပြောယူပါရခင်ဗျာ။စမ်းမိသားစုရှိပါသလားခင်ဗျာ။စမ်းမိသားစုရှိပါသလားခင်ဗျာ။ Okay စမ်းမိသားစုမရှိဘူးဆိုတော့စုံမိသားစုလိုက်ပါနော်။လိုက်ကားစားပါကျွန်တော်သင်္ကားလေးပါလေ။ကျေးဇူးပြုလို့ကြားလိုက်ပြောပါခင်ဗျာ။ ဒီကတော့ Shine Me Hey Company Limited ကဖြစ်ပါတယ်။ကတ်တူးရှင်နာမည်အောင်ဆိုရင်တော့ဒေါ်နွေထုံးဖြစ်ပါတယ်ခင်ဗျာ။ရှိပါသလားခင်ဗျာ။ဟုတ်ရှိတယ်ခင်ဗျာ။ လိုက်ဆုံးတယ်နင်တို့လက်တွေပြန်ပြီးကြောင်းလို့ဒီချိန်ကရှိရဘူးโอเคကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒါဒုတော်ဝင်စိုက်တစ်ထပ်မံဖွင့်လှစ်ခြင်းအတွက်ဘုရားစကားလေးပြောပြပါအောင်လားခင်ဗျာကျေးဇူးများတင်ပါတယ်လက်ခုပ်သမားကြားပြစီလားခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးစုများကိုကျွန်တော်တို့ဒီဆက်ပြီးတဲ့အမောက်လေးကျေးဇူးများတင်ပါတယ် theory thank you so much ခင်ဗျာကဲအခုဆက်လက်ပြီးတော့မှအားလုံးရဲ့စိတ်တွေလမ်းဆန်းတက်ကြွပါစေဖို့အတွက်ဖြောပြီးအစီအစဉ်ကောင်းများနဲ့ဖြောပြီးတင်ဆက်ပေးပါမယ်ဒီလိုမျိုးဖြေပြီးတင်ဆက်ပေးမှာတော့ပြည်သူများအားလုံးရဲ့ချစ်တော်ချစ်ညီလေးဟန်တူဇာအားလုံးမင်္ဂလာပါဆိုတော့ကလေးတွေရမ်းများနေတာဆိုတော့ဘာချင်းဆိုတော့အော်မမကြီးလည်းပါနေရအောင်အမေလာတာအော်မမေလည်းပါနေရပေါ့ဆိုတော့ကိုယ်တက်နေနေရတော့မမေပေါ့ချော့နေနေရမမဖြစ်နေရတယ်ဒီလိုလားကလေးတော့လောက်ပါကိုယ်နောက်မဆက်နေဘူးကိုယ်ကလေးလေးလို့โอเคကလေးလေးပါလောက်ဆိုတာဟုတ်ပြီကိုယ်ကနောက်မဆက်နေဘူးချင်နေဆိုမေးနောက်မဆက်နေကိုချင်နေဆိုရမယ်အဲ့ချင်နေပုတ်ဆိုပြပါမယ်အကုန်ရရမယ်နော်โอเคဆိုကြမယ်အတန်းခွဲနဲ့ကမယ်ကွာโอเคလားကပေးမှာမလားငိုရင်းနဲ့ကမယ်โอเคနော်ဒီဟုတ်တယ်ပေါ့နော်မတော့အဲ့ဆိုမေ့တဲ့ဘောကိုပြန်ပြောတော့ချောကလေးလေးကြတယ်ဒီလေးတက်တာမသိစနေလားညီကိုတယောက်တူတူပဲအတူတူပဲဆိုတော့ပြန်ပြီးညကြလို့ရှိရင်စကားပြောတဲ့ခါကျပြောပြလိုက်မယ်